မနဲ့ကျမတကယ်ချင်းတွေကအပတ်တိုင်းနေနေဆိုရင်အိမ်မှာမနေခြင်းပဲနဲ့တနေရာကိုသွားနေရမှာအကျဉ်းတဲ့သူတွေပေါ့နော်အခုဒီတစ်ခါသွားမှာတော့ဒီတစ်ခွန်ဖြစ်ပါတယ်အဲ့ဒီတစ်ခွန်လေးကတော့တကယ်ချင်းတယောက်ရဲ့ channel မှာရှိရဲ့ high box လေးဆိုတော့ private ရေတစ်ခွန်လို့ပြောလို့ရတယ်အရင်ကဆိုရင်ကျမခီးသွားရင်တနေရာသွားရင်တပုတ်ထောင်ရိုက်ဖို့မေ့တဲ့သူပါဒါပေမဲ့လေအသက်တွေကြီးလာတဲ့အများတကယ်ချင်းတွေကိုကိုတန်ဖိုးထပ်တက်လာတဲ့အသက်တွေကြီးလာလို့ရှိရင်တကယ်ချင်းတွေနဲ့ငယ်လူပြိုစင်မှာဘလို့ရီမောခဲ့လဲအချိန်တွေကုန်ဆုံးနေလဲဆိုတဲ့ဟာလေးကိုပြန်ပြီးတော့ဒီကနေဖို့ပြန်တစ်ချုံပြန်ကြည့်ဖို့အတွက်ဒီ vlog လေးတွေကိုရလိုက်ပါတယ်အဲ့လို moments တွေကနောက်တစ်ခါပြန်ရောက်ဖို့ရမတိချဘူးလေနော်အခုချိန်ကျမမှာကလေးရှိပဲကျမတကယ်ချင်းကလေးတွေကျမရဲ့မျိုးဆက်သက်ဖြစ်လာနိုင်မယ့်ကလေးတွေတက်ကြီးလာတဲ့အခါကျရင်သူတို့အမေတွေဘယ်လိုမျိုးပြောခဲ့လဲဘယ်လိုမျိုးခက်ခဲနေချိန်မှာအဆင်ပြေအောင်လေးလဲဆိုရရလေး reality show နေနဲ့ကျမချက်ပြချင်လို့ပါအခုကတော့ဒီတစ်ခေါက်စပြီးတော့သွားနေပါပြီစထွက်တဲ့လမ်းပေါ့နော်ထောက်ကူစီနဲ့ပါပဲတယောက်ဆုံးစီဒါတော့ခဏလေး break တကယ်တော့လေကျမတို့လူဆောင်နေတာပါနောက်မှကျမတို့တီဝဲတကယ်ချင်းတအုပ်စုကြံခဲ့လို့ကျမတို့ကျမတို့တီရွတက်ပုံရိုက်ခဲ့ဖြစ်ပါဦးဒါပေမဲ့ကျမတို့တီရန်ချို့ရနော်Yeah, this is our crew. ဆိုတော့ကျမတို့ဆက်သွားပါတယ်။ကျမရဲ့ video ရိုက်တဲ့စီဘလောက်ကောင်းလဲအမှပဲကြည့်တော့ကျမတကယ်ကြီးရိုက်ပြီးစောင့်ထုတ်မှုမျိုးတွေကိုဖြစ်လို့ဒါကတော့ကျမတီးဝယ်ပြီးမှနောက်ကလိုက်လာတဲ့သူတွေပါကိုကျော်ထိုက်သူပါတယ်0ပါတယ်။ Yeah, we have to continue. By the way, this is my first time. ဒီတစ်ခါသူတို့သွားတော့လမ်းမပြီးတော့45မိနစ်တနားရောက်အဲ့ဒီနားမှာပဲသူတို့တောင်းအောင်တက်လိုက်ရတယ်လို့ပြောရဲအဲ့ဒီတစ်ခေါက်လေးသွားဘူးလေ။အတော်ပင်ပန်းသွားတယ်။အခုကတော့ကျမလမ်းတီးသွားပြီဆိုတော့ခဏလေးပဲရောက်နေပဲရောက်သွားပါတော့။အဲ့ဒီလမ်းရဲ့အချိန်ကသွားရတဲ့အချိန်က15မိနစ်7မိနစ်15မိနစ်လောက်ပဲကြာတယ်။ဒါတော့ကျွန်မပါအဲ့ဒီလဟာပြင်းပြီးသွားလို့ရှိရင်တော့ခြုံနေထူထပ်နေတဲ့လမ်းလေးတစ်ခုဖြတ်ရတယ်ပြီးရင်ရေချောင်းလေးတစ်ခုကျော်သွားပြီးရင်ဒီတစ်ခေါက်ရောက်ပါပြီ။ပြီးကျွန်မတို့နေရောက်ပါပြီ။ထုတ်တွေနေရာစားတဲ့ဓာတ်ပေါက်ထုတ်အရက်ခွက်အရက်ပလဲ wherever you need 我你看那不姑娘怎么了是吧雪飘雪飘သူတို့ငါကြိုဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ကျမတို့ရဲ့ gain ချုပ်ကြီးပါ洗钱，都洗不了钱。ကျမရဲ့ဂျီဆူလိုက်ကတော့အလုပ်ဖြစ်တာပဲကျမဘဝမှာလေရန်ဖြစ်ပူတဲ့တကယ်ချင်းဆိုတာမရှိတလောက်ပဲဖြစ်တဲ့ friendship တွေကလည်းလုံးဝမခေါ်ရမျိုးပဲရှိတာဒါပေမဲ့ဒီ friendship လေးကတော့ထိုးကြရဲဟောဟစ်ပြီးတော့ရမဖြစ်ဘူးတာပဲရှိတာတယောက်နဲ့တယောက် silent treatment တွေပေးပြီးတော့မခေါ်တော့တဲ့ခါကျရင်မနေနိုင်သလိုတယောက်ကိုတယောက်ဒီမရပဲနဲ့လည်းမနေနိုင်ဘူးပေါ့နော်အဲ့တော့သူလာခေါ်ရဲလဲရှိသလိုကိုခေါ်ရဲလဲရှိတယ်သူဆိုရင်တောင်းပန်နဲ့ပြန်လာခေါ်ရဲပြုပြင်နေပြောင်းလဲအဲ့တော့အတူတူ improve ဖြစ်ကြတယ်ဒီမှာဆိုလို့ရှိရင်လည်း like ရှင်းပြရဲတောင်းပန်နဲ့အဲ့လိုမျိုးနဲ့တကယ်ချင်းဆက်ဆံရေး keep လုပ်တာပေါ့နော်ဒီလေစားပြီးတော့တကယ်ချင်းလေးစားပြီးမုံစားရင်းနဲ့ပဲဒီလိုလေးချိုးဖြစ်ပါတယ်ဒီတစ်ခေါက်ကရေရအင်မတန်အေးရအခုလူတွေနဲ့ပဲစားတောက်ကြဆိုအရင်ပြုတ်ဖို့ကောင်းတယ်ဒီတစ်ခေါက်ဒီတစ်ခေါက်တော့လူတော်တော်လေးနေသွားပြီမဲ့ပြောရပါတယ်ရေတစ်ခေါက်ကဆိုရင်အယောက်30လောက်ရှိတယ်ဒီမရဲ့ရိုက်ခိုင်းစီစဉ်ဒီမှာစားပါတယ်ကဲပါတဲ့ချိန်ကမိုးလာတီမုန်တိုင်းတိုက်တဲ့ကာလဆိုတော့မိုးရဲ့အစမပြတ်ရွာရဲ့ရက်ပိုင်းလေးကျမတို့သွားကြရေရန်ကိုများပါတယ်အစတော့ကတော့ရေကမကြည့်ဘူးပေါ့နော်နောက်ပိုင်းတစ်ဖြည်းဖြည်းရေကြည့်လာတယ်ဘုံရောက်နေတဲ့ထင်းလုံး post ပေးနေရသူကလေဒီခေါန်သွားလိုက်ကန်းချစ်သွားလိုက်နေနေတဲ့ကိုမထွက်တော့ဒီသားကြီးဖြစ်သွားပါပြီရှင်ဒီလိုကဖေးပေါ်နေတာနောက်လာတော့ဆိုရင်ရေကနှောက်တယ်တွေ့တဲ့အတိုင်းပဲမြင်နေမှာလားအခုကတော့မိုးရမ်းရွာလိုက်တော့ရေတော်ကြီးသွားတယ်ကျမတို့ရဲ့တပ်ပုံလေးဒီချင်းအဖြစ်တပ်ပုံစီကဘယ်လောက်ထိစိတ်ရှိလဲဆိုတာသိနိုင်မှာပါတော်တော်လေးတပ်ပုံလေးအရင်များတယ်ကျမဘာပုံချင်းထွက်တရားပဲမသိအားလုံးထည့်လိုက်ပါတယ်ကျမလေးသေးဝါလေးတွေကိုပြီး share လုပ်တဲ့နေ့ကနေစပြီးတော့အဲ့တငယ်ချင်းတွေနဲ့တွားခဲ့တဲ့2023-2024ခုနှစ်ကမြန်မာအနက်တွားခဲ့တဲ့အရာတွေကိုပြန်တင်ဖို့သတိရလာပေါ့နော်ဘာလို့မတင်ခဲ့လဲဆိုတာနောက်နောက်တော်ရတာပဲအဲ့ဒါလည်းကျမရဲ့ဒီလူတွေနဲ့အကြာကြီးရှိနိုင်ပါမလားဆိုရဲစိုးရိမ်စိတ်ကြောင့်ထင်တယ်အခုကတော့ပြန်ပါပြီကျမတို့2နာရီခွဲလောက်ပြန်ထွက်တယ်ပေါ့နော်ကလေးချောင်းကြိုရဲ့နေစာလေးရှိလို့ကျမကလေးတော့မဟုတ်ပါဘူးကျမတငယ်ချင်းတွေကလေးပါဒါကတော့ပြန်ထွက်လမ်းပေါ့နော်2024ဒီချိန်ဆိုရင်ကျမတို့ဖတ်အမှဒီလိုကားလေးနဲ့တကယ်ချင်း3ယောက်ရှောက်လည်နေပြီကြောက်ဘလို့မှာတကယ်ချင်းနဲ့ဘလို့ရှောက်လည်ခဲ့လဲဆိုတာကိုပြပြရင်းနဲ့ထပ်တွေ့မယ်နော်ဘိုင်ဘိုင်